အခုပြောအခုဖြန်းရတာလားကြိုးပြောထားပြီးမှဖြန်းရတာလားအကိုတဲ့အခုပြောအခုဖြန်းလို့ရပါတယ်အာနိတင်လဲကောင်းတယ်ဒါပေမဲ့အဲ့လိုဖြန်းတဲ့အခါမှာဆေးဖြန်းပိုက်ရဲ့ခေါင်းမှာသွားပိတ်တတ်ပါတယ်အဲ့ဒီအခါကျတော့ဒါဖြုတ်လိုက်တက်လိုက်နဲ့ဒါတိတ်အဆင်မပြေဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အရင်ကြိုဖြော်ထားရပါတယ်အဲ့တော့ဒီထဲမှာကမဟောဂနီတစ်ကနေရတဲ့ကြောင်မီးသွေးအမှုန်လေးတွေကပါတယ်အဲ့ဒီအမှုန်လေးတွေကအခုပြောအခုဖြန်းတဲ့အခါမှာချက်ချင်းသူကမပျော်သွားသေးဘူးအဲ့ဒါကြောင့်မလို့သူကသွားပိတ်တာဒါကြံတဲ့ပါဝင်ပစ္စည်းတွေအကုန်လုံးကတော့သူကချက်ချင်းပျော်ဝင်တယ်အဲ့တခုပဲနော်အဲ့ဒီခါကျတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုရင်အရင်ကြိုဖြော်ထားရပါတယ်ကိုကမနေ့ပိုင်းလေးဖြန်းခြင်းနဲ့ဆိုရင်ဒါညဦးပိုင်းတွေကဖြော်ထားလိုက်မနေ့ကျရင်ဖြန်းโอเคတယ်နောက်တစ်ခုကကြတော့ကိုကညနေပိုင်းလေးဖြန်းခြင်းနဲ့ဆိုရင်ဒါမနေ့ပိုင်းလောက်ခလေးကကြိုဖြော်ထားလိုက်တယ်ဆိုရင်ညနေကျရင်ဒါအရင်ပျော်သွားပြီကောင်းကောင်းအဆင်ပြေတယ်အဲ့လိုမျိုးလေးသုံးပြီးလို့ရတယ်အဲ့တော့ကျွန်တော်မှားကျင်တာနောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကိုကညနေကျဖြန်းဖို့ဆိုပြီးတော့မနေ့ပိုင်းကနေဖြော်ထားလိုက်ရောညနေလေကြလဲကြရောမအားလို့ဆိုပြီးတော့မှနောက်နေ့ကျရင်ဖြန်းဖို့လုပ်ထားလိုက်ကောနောက်နေ့ကျပြန်တော့လေမအားပြန်ဘူးเนาะအဲ့လိုမျိုးတွေမအားနဲ့เนาะတစ်ခါလေးကျလဲမိုးတွေရွာလို့ဆိုပြီးတော့မှဒါ2ရက်3ရက်5ရက်ပေါ့เนาะအဲ့လိုမျိုးတွေကြာသွားတဲ့ခါကျရင်เนาะအဆင်မပြေဘူးเนาะဘာဖြစ်လို့လဲဆိုတော့ရက်ကြာလာတဲ့အခါမှာဒါအာနိသင်တွေတဖြည်းဖြည်းနဲ့ယော့လာနိုင်တယ်เนาะဟူမစ်အက်ဆစ်တို့အမိုင်နိုအက်ဆစ်တို့เนาะဒီလိုဓာတ်တွေကနေပြီးတော့မှကြာလာတဲ့အခါမှာဓာတ်ပြေလာနိုင်တယ်နောက်တစ်ခုကကြတော့ဒါအနံဆိုးထွက်လာနိုင်တယ်ပေါ့เนาะရေပုတ်သွားတာပေါ့အဲ့လိုဖြစ်လာနိုင်တယ်နောက်တစ်ခုကကြတော့ဒါမလိုလားအပ်တဲ့ဒါယောဂပိုးမွှားတွေလည်းပေါက်လာနိုင်တယ်နော်အဲ့လိုအခြေအနေမျိုးမှာမြေကြီးပေါ်ကိုသွားဖြန်းတာပဲဖြစ်ဖြစ်ဟလာအပင်ကိုဖြန်းတာပဲဖြစ်ဖြစ်အဆင်မပြေနိုင်ပါဘူးနော်အဲ့ဒါလေးကျွန်တော်သတိပေးတာပါအဲ့တော့ကြိုဖြော်ထားပါကြိုဖြော်ပြီးမှဖြန်းတယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်လို့ဒီနေ့ကနေပြီးတော့မှကျွန်တော်ပြောလိုက်ပါတယ် transform နဲ့ပတ်သက်ပြီးတော့အသေးသေးသိချင်တာပဲဖြစ်ဖြစ်မှာယူချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဖုန်းနံပါတ်9426261993 Viber နဲ့9456393926ကိုဆက်သွယ်ပြီးတော့အသေးသေးစုံစမ်းမြင်မြန်ဝေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲစိုက်ပျိုးထားသမျှတွေအောင်မြင်ကြပါစေကျွန်တော်ကတော့ကိုဖြိုးပါ